လူတစ်ယောက်ကမျက်ရည်ကိုသူ့အဘိုးရဲ့တင်းကြပ်ပေါ်မှာလောင်းလိုက်တယ်။နောက်သည့်စက္ကန့်မှာတင်းကြိုင်းနာမှာတခွားသီးတွေပေါက်လာတယ်။သူချက်ချင်းတစ်လုံးကိုစုပြီးကြိုက်ကြည့်လိုက်တယ်။ငွေချိုက်ပြီးချီနုစရာကောင်းတဲ့အပြင်ကိုခန္ဓာမှာအသစ်တွေဖြစ်ပြီးတယ်လို့လက်ခံစားရတယ်။တကယ်တော့အဘိုးကွယ်လို့ထင်မှမိသားစုပိုင်းတာတစ်ခုညီအောက်မှာပြုတ်ထားတယ်လို့ပြောခဲ့တာကြောင့်ထိုလူကနေ့တိုင်းဒီနေရာကိုလာပြီးမြေကိုတူးနေတာပဲ။ငါပြပြအောင်ဒီလိုလုပ်ခဲ့ပြီးတစ်နေ့မှာသူ့ဆွဲကြိုးကိုချွေးဆိုပြီးတန်ဆိတ်ချသွားတယ်။ထိုလူမတော်တဆထူးဆန်းတဲ့နေရာတစ်ခုထဲဝင်ရောက်မိသွားတယ်။အထဲမှာကြည်လင်သောရည်တွေတစ်ခုရှိနေတယ်။သူမနိုင်မနှင်းတစ်ချက်တောက်ကြည့်လိုက်တယ်။ချက်ချင်းပဲကိုတစ်ကိုလုံးကုန်မဆုံးနိုင်တဲ့အားသစ်တွေရတယ်လို့ခံစားရတယ်။ထိုလူဒီရေမှာမောဆန်တဲ့အာနိတင်ရှိတယ်ဆိုတာသဘောပေါက်သွားတယ်။ဒါကြောင့်ဒီရေကိုသုံးပြီးတခွားသီးတွေပြိုးတယ်။ကြီးထွားလာတဲ့အခါတစ်ချင်းပြေအောင်စုခုလိုက်တယ်။ပြီးတော့ဆိုင်ခန်းတစ်ခုမှာရောင်းဖို့ယူသွားတယ်။လမ်းသွားလမ်းလာတွေတခွားသီးတွေရဲ့အယောင်ကြောင့်ဆွဲဆောင်ခံရတယ်။ဒီယောက်ကဘယ်လောက်လဲလို့မေးလိုက်တယ်။ထိုလူကတစ်လုံးကိုဒေါ်လာ100ရတယ်။လူတိုင်းကသူငွေကြောင့်ယူနေပြီလို့ထင်ကြတယ်။ဒီအချိန်မှာနာမည်ကြီးစားတောက်ဆိုင်တစ်ဆိုင်ကဝန်ထမ်းချို့တစ်ယောက်တခွားသီးတွေရဲ့ငွေကြိုက်မှုကြောင့်ဆွဲဆောင်ခံရတယ်။ထိုလူသူ့ကိုမြင်တော့အယမ်းကြွလာတယ်။ဘာကြောင့်လဲဆိုတော့ဒီစားတောက်ဆိုင်ဟာဒီသားတစ်ဝိုက်မှာအစစ်အမြင့်ဆုံးဆိုင်ဖြစ်တာကြောင့်ပဲ။သူတို့ကိုဖောက်တယ်ရရင်စီးပွားရေးတည်ငြိမ်သွားမှာပဲ။ဝန်ထမ်းချို့မပြောမိထိုလူတခွားသီးတစ်လုံးကိုချိုးပြီးစားကြည့်ပို့ပေးလိုက်တယ်။စားကြည့်ပြီးနောက်ဝန်ထမ်းချို့အံ့ဩသွား